တားကိုအခုနှစ်နွေနောင်ရသည့်တင်နိုင်ကစပြီး St. Andrew College ကလက်ခံမဲ့အကြောင်းအသိပေးစာတစ်စောင်ရောက်လာတာအဖေသိရတယ်။ဒါပေမဲ့ဒီလောက်ထူးချွန်ထင်ရှားတဲ့အကြောင်းမှတက်ခွင့်ရတာကိုပဲတားကတိတ်ဟဟပပတက်တက်ကြွကြွမရှိဘူးဆိုတာသိရတော့အဖေအံ့အားသင့်မိတယ်။အတော်များများတခြားလူငယ်တွေဆိုရင်ဒီလိုအခွင့်အရေးမျိုးကိုအလူအယက်ရယူကြမှသိကြတယ်။ St. Andrew ဆိုတာကအထူးပုဂ္ဂိုလ်တွေမှတက်ခွင့်ရနိုင်တဲ့တကယ်ထိတ်တန်းကြောင်းမဟုတ်လား။ကျောင်းစိတ်ကြီးမားတာရဲ့နယ်မြေဒေသအကန့်အသတ်ရှိတာရဲ့ပညာရေးချင်းသတ်မှတ်ချက်မြင့်မားတာရဲ့အကြောင်းလူအများစုကဒီအကြောင်းကိုဘလို့မှတက်ခွင့်မရနိုင်ကြဘူး။ဒါပေမဲ့ကံအားလျော်စွာတားမှာအဲ့ဒီအတားအဆီးတွေတခုမှမရှိဘူး။လုံးဝလမ်းပွင့်နေတယ်။ကို့အတွက်အခြေအနေတလောက်ပေးနေတဲ့အချိန်မှာတားကဒီအခွင့်အရေးကိုယူရမှာဝင်လေးတယ်လို့ဖြစ်နေတယ်ဆိုတော့အဖေစိတ်ထဲအတော်လေးအနှောက်အယှက်ဖြစ်သွားတယ်။အဖေနားမလည်နိုင်ဘူး။တားအတွက်နည်းနည်းမဟုတ်တော်တော်ကိုပဲစိုးရိမ်တယ်။အဖေတယောက်အနေနဲ့ကိုသားသမီးကိုသူဆန္ဒမရှိတဲ့လမ်းကြောင်းကိုလိုက်ဖို့အတင်းမတိုက်တွန်းသင့်ဘူးဆိုတာနားလည်ပါတယ်။မိဘကအတင်းလမ်းကြောင်းချပြီးလို့ကောင်းသွားတာတွေထက်တောင်မြောင်မြောင်မြောက်ဘဝလမ်းကြောင်းပျောက်သွားရသူတွေကပိုများတယ်ဆိုတာအဖေလည်းသိပါတယ်။အဖေပြောချင်တာကအဖေတို့ဟာဒီကမ္ဘာလောကကြီးရဲ့ကိုဒီတစ်ခေါက်တည်းပဲဖျက်လျှောက်ကြရတာ။ဒါကြောင့်မို့ဒီဟာကိုအကောင်းဆုံးအပြောင်မြောက်ဆုံးဖြစ်အောင်လှုပ်ဆန်းမှာဆိုတဲ့အချက်ပဲ။ဖေတွေ့ဘူးခဲ့တဲ့လူတွေအများကြီးရှိတယ်။ကျွန်တော်ဘွားကတော့အချင်းကြီးလဟတတ်ပါပဲဗျာ။အခွင့်အရေးမှန်သမျှကျွန်တော်နဲ့လွဲခဲ့တာပဲဆိုတဲ့စကားမျိုးပြောကြတဲ့သူတွေအသက်တွေက35 45 55အဲ့ဒီလိုအရွယ်မျိုးတွေဘာကြောင့်အခွင့်အရေးမှန်သမျှလွဲခဲ့ရတယ်လဲမေးကြည့်ရင်90%လောက်ကအကြောင်းအမျိုးမျိုးတွေပြကြလိမ့်မယ်ကိုပါတစ်ခုမှမပြီးမြောက်ခဲ့တဲ့ကိစ္စကိုဘေးပြီးလက်ညှိုးထိုးပြီးစင်ကြီးစင်လန့်အမျိုးမျိုးပေးကြလိမ့်မယ်10%လောက်ကပဲရိုးရိုးဖြောင်းဖြောင်းဝင်ခံမယ်ငယ်စဉ်အခါတုန်းကကြုံခဲ့ရတဲ့ဘဝရဲ့စိန်ခေါ်စမ်းသပ်မှုတွေကိုလက်မခံညှင်းဆန်မိခဲ့လို့ဆိုတဲ့အချက်အခွင့်အရေးဆိုတာကအခက်ခဲလေးတွေနဲ့တွဲလာတာလူကိုစိန်ခေါ်တာဇွဲတက်တိကိုစမ်းသပ်တာစိန်ခေါ်မခံရင်စမ်းသပ်မခံရင်အခက်ခဲကိုရင်မဆိုင်ရတော့အခွင့်အရေးမှန်သမျှနဲ့လွဲကြရတာပေါ့အဖေဒီလူတွေအတွက်စိတ်မကောင်းဘူးတချို့လူတွေဆိုရင်အခြေအနေသိပ်ပြီးတယ်အရာရာကိုယ့်ဘက်မှကြည့်ပဲလူရာဆိုလို့တခုတည်းပဲရှိတယ်ကိုရှိချပေးလာတဲ့အခက်ခဲနဲ့တွဲတဲ့အခွင့်အရေးကိုကောက်ယူရတဲ့တတ္တိအဲ့ဒါလေးတခုမရှိခဲ့လို့တဘဝစာအချင်းနီးလဟာတာဖြစ်ကြရတာအခွင့်အရေးတစ်ခုကိုရယူမယ်ဆိုတဲ့အခါမှာတခါတရံကိုငကိုမူလာနေထိုင်မှုပုံစံတွေကိုပါပြောင်းပြရတာမျိုးရှိတတ်တယ်လူအတော်များများကဒါမျိုးကိုမတက်နိုင်ကြဘူးအဖေဘွားမှာလောက်ခဲ့ဘူးခဲ့တဲ့အခက်ခဲဆုံးအလုပ်ကအဖေငယ်စဉ်ကကိုစာတီမျိုးကလေးကိုခွဲခွာပြီးကိုနဲ့တိကျွမ်းသူတဦးတယောက်မှမရှိတဲ့မျိုးကြီးပြကြီးစီကိုတွားခဲ့ရတဲ့ကိစ္စပဲမိုင်းတထောင်ခရီးအဖေလုံးဝမသွားချင်ဘူးဒါပေမဲ့ဒီခရီးဟာအဖေအတွက်တစ်ခုတည်းသောအောင်မြင်ရေးခရီးဆိုတာအဖေသိနေတယ်ဒီခရီးဟာတိတ်ကိုအထီးကျန်နိုင်မဲ့ခရီးလမ်းဆိုတာလည်းခန်းစားနေမိတယ်ဒါပေမဲ့ခရီးအဆုံးမှာပန်းနိုင်ကိုမြင်နေရတယ်ပန်းနိုင်ကအဖေအတွက်အဖေကိုယ်တိုင်ချမှတ်ထားတဲ့ပန်းနိုင်ဒီပန်းနိုင်ကိုရောက်ဖို့အတွက်တော့ငါအားထုတ်ရလိမ့်မယ်ဆိုတဲ့အသိစိတ်ကလေးဟာအဖေခေါင်းထဲဆွဲနေတယ်သူကစိတ်စော်တိုက်တွန်းနေတယ်ပန်းနိုင်နဲ့လာတဲ့အဲ့ဒီအထီးကျန်လန်ခီရဲ့စိန်ခေါ်မှုကိုလက်ခံခဲ့တဲ့အတွက်အဖေဘဝတစ်ခုလုံးပြောင်းလဲတိုးတက်ခဲ့တာပဲကဲအခုသားရင်ဆိုင်နေရတဲ့ပြဿနာSt. Andrew ဆိုတဲ့အကြောင်းကိုတက်မလားမတက်ဘူးလားဆိုတဲ့ကိစ္စဒါသားမှလမ်းဆောင်လမ်းကွာရောက်နေပြီနော်ဒီကျောင်းဟာဘဝတစ်ခုအောင်မြင်တိုးတက်ဖို့အတွက်တခြားကျောင်းတွေထက်ပိုသေးကြတဲ့အခွင့်အလမ်းကိုပေးနေရဲဆိုတာစည်ရင်စရာတွေအရာအခိုင်အမာထင်ရှားထားပြီးသားဒါပေမဲ့သားက
ဒီเจ้าကိုတက်ရင်တိတ်ခက်ခဲပင်ပန်းနေမလားဒီเจ้าဟာเจ้าသားတွေရဲ့အားထုတ်မှုကိုအများကြီးတောင်းဆိုမဲ့เจ้าလားတွေးတောကြောက်ရွံ့ပြီးနောက်ဆုတ်လွဲဖယ်သွားမယ်ဆိုရင်တော့နောက်အနှစ်20-30ကြာရင်ကျွန်တော်ဘဝတစ်လျှောက်လုံးအခွင့်အရေးမှန်သမျှနဲ့လွဲခဲ့ရတယ်လို့ငိုညည်းရတဲ့အဖြစ်မျိုးတားကြုံရမှာပဲအဲ့ဒီဘဝမျိုးရောက်အောင်အခုလိုငယ်ရွယ်စဉ်အချိန်ကလေးကတားကိုယ်တိုင်ရွေးချယ်သတ်မှတ်လိုက်ပြီလို့ဆိုရမှာပဲဂျူလီယက်စီဇာပြဆက်မှာရှိတ်စပီးယားပြောထားတဲ့စကားတစ်ခွန်းရှိတယ်လူအရေးအရာတိုင်းအတွက်အခါရာတီဟူတီရှိ၏ဒီရတက်ခိုင်အမိအရာယူလိုက်ရင်ကံကြမ္မာအကျိုးပေးကောင်းကြုံရနိုင်၏အခွင့်သာကိုက်မယူလိုက်ရင်ကဘဝခရီးတစ်လျှောက်စီးတိမ်တောင်ခုံများနှင့်တူကဆင်းရဲဒုက္ခမျိုးစုံကြုံရပေလိမ့်မည်တဲ့အခုသားရင်ဆိုင်ရမယ့်အခက်အခဲကိုစီစစ်ကြည့်ရအောင်သားဒီကိစ္စကိုစမ်းလုပ်ကြည့်မယ်ဆိုပါတော့တကယ်ကြိုးစားကြည့်ပြီးမအောင်မြင်ပါဖြစ်မလဲဘလို့ဘေးဒုက္ခတွေတားခံစားရမလဲစာမွေးပဲအောင်မဖြေနိုင်တဲ့လူကိုလက်ဖြတ်မလားဒါမှမဟုတ်ထောင်ချမလားတားစီကဆိုင်ကယ်ကိုတင်သွားမလားမလုပ်ပါဘူးဘာအပြစ်ဒဏ်မှခံစရာမရှိဘူးအောင်မြင်တာချီးမွမ်းကြမှာကိုယ့်ထက်အရင်အောင်မြင်တဲ့အတိုင်းဝိုင်းကလက်ကမ်းကြိုဆိုကြမှာစီးပွားရေးလုပ်ငန်းလောကမှာအဖေအဲ့ဒီလိုအတွေ့အကြုံတွေအများကြီးရခဲ့ပြီးပါပြီဒါကြောင့်အခုဆိုရင်မအောင်မြင်တဲ့ကိစ္စတွေကိုအဖေဘယ်တော့မှနှစ်ခါပြန်မတွေ့ဘူးမနေ့ကအကြောင်းတွေဆိုတာအိတ်ငိုက်နေတဲ့သူတွေရဲ့ကိစ္စအဖေကောင်းနဲ့မှာဒီကနေ့တိုက်ပွဲအတွက်စဉ်းစားနေရတာနဲ့တင်ပဲနေရလက်မကျန်ဘူးမအောင်မြင်ဘူးဆိုတာကဝမ်းနည်းစရာကောင်းတယ်လို့ရေးစရာလည်းကောင်းနေမအောင်မြင်မှတွေးပူပြီးလူတွေမှာဖြစ်လိုက်ရတဲ့အဆိုင်ယောဂါတွေခေါင်းကိုက်တွေအကြောတက်တာတွေတချို့များအုံနောက်ချောင်သွားတဲ့အထိဒါပေမဲ့နောက်ဆုံးအဲ့ဒီတွေးပူတာကြီးကတကယ်ဖြစ်လာပြီတဲ့ကိုပူပန်ခဲ့တဲ့လောက်ကြီးကျယ်ဆိုးရတာမှမဟုတ်ပဲကိစ္စတစ်ခုမအောင်မြင်ုံနဲ့တဘဝလုံးပြတ်သွားမှာမဟုတ်တာတခါတလေအဖေတို့အုံနောက်တွေကပူပင်ကြောင်းကြားနဲ့ပတ်သက်ရင်အချိန်မူအလုပ်တွေအများကြီးလုပ်တတ်တယ်ပုံကြီးချဲ့ပြီးပူတာတကယ်လက်တွေ့ဘဝမှာဘလောက်မှဖြစ်လိမ့်မရှိဘူးအခုသားစိတ်ထဲဒီเจ้าနဲ့ပတ်သက်လို့အကဲဖြတ်ထားတာတွေကတိတ်ကိုကြီးကျယ်နေမှာเจ้าသားတွေအလုံးကဘာသာစုံကုန်လူသမားတွေစာတိတ်တော်တယ်လို့အားကစားမှလည်းအရန်ထူးချွန်းသူများမတက်နိုင်တဲ့ကိစ္စမှန်သမျှသူတို့သာခိုင်းလိုက်အမြန်ဆုံးအကောင်းဆုံးပြေးလာစီရမယ်ဆိုတဲ့လူမျိုးတွေကြီးပဲလို့အောက်မေ့ခြင်းအောက်မေ့နေမှာအဖေပြောမယ်တားတီးအောင်ရှင်းပြလောက်တဲ့သဘောတက်တက်ပါဒီเจ้าကเจ้าသားတွေထဲမှာဒါအခုတက်လက်ဆเจ้าကเจ้าသားတွေထက်ပင်ကိုအရာထူးချွန်နေသူဘယ်နှယောက်မှမပါဘူးကွဲပြားသွားတဲ့အချက်ကသူများထက်သူတို့ပိုကြိုးစားကြတယ်ဆိုတာတခုတည်းပဲအဲ့ဒီတော့သူတို့ကပိုအောင်မြင်နေအဲ့ဒီအခါနာမည်ထွက်လာတယ်အခုတောက်ကိုသားပြန်ကြည့်အုံနောက်အရာမှာအရေးချင်းအစွမ်းဆအရာမှာတခြားဘာကိစ္စညာကိစ္စမဆိုမှာပတ်ဝန်းကျင်မှာတွေ့ရတဲ့လူတကာနဲ့လိုက်နိုင်ရှင်ကြည့်မယ်ဆိုပါတော့ဟိုဟာကြသူကနည်းနည်းသားတလို့ရှိမယ်ဒါပေမဲ့ဒီဟာကြတော့ကိုကနည်းနည်းပူကျွမ်းခြင်းပဲခြုံငုံကြည့်လိုက်ရင်တယောက်နဲ့တယောက်မတိမ်မီးနေပါပဲသူများထက်သားမနှိမ့်ကြဘူးချွန်လဲထွက်မနေဘူးပုံမှန်အဆင့်တော့ရှိတယ်ပုံမှန်ဆက်မိဆိုတော့ပြီပေါ့ဘာပူစရာရှိလဲဒါဒီလိုပုံမှန်နေထားရှိတဲ့လူတယောက်ဟာကြိုးစားတဲ့ကြောင်းတစ်ကြောင်းနဲ့ပူအဆင့်မြင့်တဲ့အုပ်စုတစ်စုတည်းရောက်သွားတဲ့အခါတားရင်နေထိုင်မှုပုံသဏ္ဍာန်နဲ့ကြိုးစားအားထုတ်မှုအတိုင်းအစာတွေကလည်းအမှတ်မထင်ပဲအဲ့ဒီအုပ်စုနဲ့အတူလိုက်ပြီးပြောင်းလဲလာတယ်မြင့်လာတယ်ဒီရေအတက်မှာရေနဲ့အတူမြင့်ပြီးပါသွားတဲ့သဘောပဲသူတို့နဲ့အတူပါသွားမယ်ဘေးရောက်မသွားဘူးတိတ်ပံမှာ osmosis ဆိုတာရှိတယ်ပြင်းအားချင်းမတူတဲ့အရေးနှစ်ခုကိုအမေးပါးနဲ့ခြားထားတဲ့အခါမှာအရေးတစ်ခုကနောက်အရေးတစ်ခုလေးကိုစိတ်ဝင်တာလူမှုဆက်ဆံရေးမှာလည်းဒီသဘောရှိတယ်လူတစ်ယောက်ဟာသူနဲ့အသွင်မတူတဲ့အခြားပတ်ဝန်းကျင်တစ်ခုရဲ့လုံးလုံးလားလားရောက်ရှိသွားတဲ့အခါတဖြည်းဖြည်းအဲ့ဒီပတ်ဝန်းကျင်အသေးရဲ့အသွင်သဏ္ဍာန်တွေကိုတ
တိလျက်ဖြစ်စေမတိလျက်ဖြစ်စေဆုပ်ယူကူးမိတဲ့သဘောရှိတယ်ကိုထက်ကြိုးစားအထုတ်ပြီးအရေးအချင်းနဲ့တာနေတဲ့အတိုင်းဝိုင်းတွေကိုရောက်သွားတဲ့အကြောင်းသားတယောက်ဟာလည်းသူ့ငကိုပူတက်လာတာပူတော်လာတာတဘာဝပဲတားဆိုရင်အဖြစ်ယုံတယ်အဲ့ဒီအုပ်စုတွေရောက်သွားရင်အောင်မြင်မှုအခွင့်အလမ်းပိုရှိမှသိချတယ်။ဘာကြောင့်လဲဆိုတော့တားလည်းပဲအတာခေါင်းကိုနောက်ဆုတ်နေတတ်တဲ့သူမျိုးမှမဟုတ်ပဲသူများတွေလောက်ကြပါစေဆိုပြီးဘေးကငေးနေမဲ့လူမျိုးမှမဟုတ်ပဲအဖေသိတာပေါ့ဝင်လုံးမှာသူများထက်ရှိရအောင်ဝင်လုံးမှာအဖေယုံတယ်ဒီကနေ့အထိတားအပေါ်အဖေအဲ့ဒီအတိုင်းပဲယုံကြည်ထားသေးတယ်ဘဝခရီးတစ်လျှောက်မှာစိန်ခေါ်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါလူအမျိုးမျိုးကပုံစံအမျိုးမျိုးနဲ့တုံ့ပြန်ကြတယ်။တချို့ကရင်ဆိုင်ရှင်ပြိုင်ရတဲ့တတိလုံးဝမရှိဘူး။တဘဝလုံးခေါင်းငုံတိုးရှိုးပြီးနေထိုင်သွားကြတယ်။တချို့ကစိန်ခေါ်မှုမှန်သမျှကိုထိတ်တိုက်ရင်ဆိုင်နေမရှိရင်လိုက်ရှာတယ်။အဲ့ဒီနှစ်ခုကြားမှာတော့အကျိုးတင်အကြောင်းတင်ဆောင်ရွက်မှုဆိုတာရှိတယ်။ကျိုးကြောင့်တင်မြန်စဉ်းစားတတ်တဲ့လူများဟာအခက်ခဲဆိုတိုင်းမကြောက်ဘူးနောက်မတွန့်ဘူးသို့တော့ဒီအခက်အခဲကိုရင်ဆိုင်ကျော်လွှားခြင်းဖြင့်ကိုယ့်အတွက်ဘလို့အခွင့်အလမ်းမျိုးပွင့်လန်းလာမလဲဆိုတာတော့စီစစ်ဝေဖန်တတ်ကြတယ်မရရမသေးကြတဲ့လမ်းလားကိုယ့်ဘဝတကယ်တိုးမြင့်လာစေမယ့်လမ်းလားအကျိုးရှိမဲ့လမ်းကြောင်းကိုဖွင့်ပေးမယ်ဆိုရင်တော့အဲ့ဒီစိန်ခေါ်ချက်အဲ့ဒီအခက်အခဲတွေကိုသူရင်ဆိုင်ရှင်ပြိုင်သွားလိမ့်မယ်တကယ်တော့ဒီလိုရင်ဆိုင်ရှင်ပြိုင်ရခြင်းတည်ပင်ဘဝရဲ့သဘောတဘာဝတစ်ခုပါဒါကိုတားကိုယ်တိုင်လည်းတဖြည်းဖြည်းသိလာပါလိမ့်မယ်တားတကယ်ဝင်ပြိုင်ပြီဆိုတဲ့အခါတိုင်ပွဲအများစုမှာတားအနိုင်ရပါလိမ့်မယ်တချို့ပွဲတွေမှာတော့အရှုံးနဲ့ကြုံရလိမ့်မယ်ဒါပေမဲ့ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေအဲ့ဒီပွဲတွေမှာအားထုတ်ရှင်ပြိုင်ရင်တားဟာပို့ပြီးအရေးအသွေးထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်ဂက်ဘရီယယ်ဘီယိုဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်က1495ခုနှစ်လောက်ကပြောခဲ့ပူတဲ့စကားတစ်ခုရှိတယ်။တိုက်ပွဲမဝင်မဲနဲ့တော့ဘယ်သူမှအောင်ပွဲခံရမှာမဟုတ်ဘူးတဲ့အင်မတန်ရှင်းတဲ့စကား။သို့တော့ဘာပဲဖြစ်ဖြစ်ဒါတဘောအတိုင်းပဲဆုံးဖြတ်ရမှာပါ။အခုပွဲမှာပဲဖြစ်ဖြစ်နောက်ပွဲဒီမှာပဲဖြစ်ဖြစ်တားဝင်တိုက်သည်ဖြစ်စေဝင်မတိုက်သည်ဖြစ်စေအဖေအတွက်ကတော့တားဟာအမြဲတမ်းအဖေသားပါပဲတားကိုချစ်တယ်ဖြစ်ဖြစ်